ဆိုးဘက်စကင်ကောင်ကို6000ဝန်းကျင်လောက်နဲ့ရအောင်ဘယ်လိုယူရမလဲဒီဗီဒီယိုမှာတော့ဆိုးဘက်စကင်ကောင်ကိုဈေးနှုန်းအသက်သာဆုံးနဲ့ရအောင်ဘယ်လိုဖောက်အောင်မလဲဆိုတော့ရှင်းပြပေးသွားပါမယ်။ event ကာလကတော့ January 9 ရက်နေ့ကနေ February 10 ရက်နေ့ထိအားလုံးပေါင်း31ရက်ကြာပါမယ်။ဒီ event မှာတော့ skin အသစ်တွေအနေနဲ့ Sicilian, Clean နဲ့ Benedetta skin တို့ပါဝင်လာမှာဖြစ်ပြီးအရင်ကထွက်ခဲ့ပြီးသား skin တွေဖြစ်တဲ့ Aemon နဲ့ Hanabi skin တို့လည်းပြန်ပါလာပါမယ်။ဒီ skin တွေကိုတော့ event shot ထဲမှာ Aging Crush 1200နဲ့လဲလို့ရမှာဖြစ်ပြီး1200ပြေးဖို့တော့ဆိုရင်တော့အချိန်130 120လောက်လှည့်သွားပေးရပါမယ်။ Draw discount တွေအနေနဲ့ 1 draw ကို 15% on နဲ့ daily ရမှာဖြစ်ပြီး10 draw ကိုတော့ 10% on နဲ့ daily ရပါမယ်။အရင်ဆုံး event စားလာတဲ့ရက်မှာပဲ weekly bet ဘတ်နဲ့ diamond 160ကိုထည့်ပေးရပါမယ်။ဒါဆိုရင် free token 2ခုရပါမယ်။နောက်ပြီးအဲ့ January 9 ရက်နေ့ကနေ15ရက်နေ့ထိ1 draw ကို discount နဲ့တစ်ရက်ကိုတစ်ကြိမ်စီ9ရက်လှည့်ပေးရပါမယ်။ January 16 ရက်နေ့မှာတော့ phase 1လာမှာဖြစ်ပြီးအဲ့ဒီမှာ weekly bet နှစ်ပတ်နဲ့ diamond 150 recharge လုပ်ပေးရပါမယ်။ပြီးတော့ diamond အသုံးပြုပြီးတော့10 draw တစ်ချိန်ရဲ့1 draw တစ်ချိန်ရဲ့လှည့်ပေးရပါမယ်။ဒါဆိုရင် free token 29ခုရပါမယ်။နောက်ပြီးဒီကလည်း2ခုထည့်ရပါမယ်။ပြီးတော့ January 19 ရက်နေ့ကနေ22ရက်နေ့ထိ daily discount နဲ့တစ်ရက်ကိုတစ်ချိန်6ရက်လှည့်ပေးရပါမယ်။ January 23 ရက်နေ့မှာတော့ phase 2လာပြီဖြစ်တဲ့အတွက် phase 1 တုန်းကလိုပဲ weekly bet နှစ်ပတ်နဲ့ diamond 250 recharge လုပ်ပေးပြီး10 draw တစ်ချိန်နဲ့1 draw တစ်ချိန်လှည့်ပေးရပါမယ်။ဒါဆိုရင် free token 29ခုရပါမယ်။ပြီးတော့ရင် January 24 ရက်နေ့ကနေ event နောက်ဆုံးနေ့ဖြစ်တဲ့ February 10 ရက်နေ့ထိ daily discount နဲ့1 draw ကိုတစ်ရက်ကိုတစ်ချိန်စီလှည့်သွားပေးရပါမယ်။နောက်ပြီးဒီလို test တွေလုပ်ပြီး free token ရမယ် event တစ်ခုလာမယ်လို့လည်းကြားထားပါတယ်။ဒီကနေလည်း10ကတ်ထည့်ရပါမယ်။ဒါဆိုရင်တော့အားလုံးပေါင်းတိုးတဲ့ draw 123ကြိမ်လောက်ရှိသွားပြီဖြစ်တဲ့အတွက် skin ကောင်ကတော့တေချာပေါက်ရပါပြီ။အခုဒီမှာရှင်းပြပေးသွားတာတွေနဲ့ပတ်သက်ပြီးတော့ STU ရဲ့ Telegram channel မှာဇာတ်အပြည့်စုံကိုဆွဲထားပေးပါတယ်။လာယူလို့ရပါတယ်။ comment မှာလည်း link ချပေးထားပါတယ်။နောက်ပြီး diamond တွေကိုဈေးနှုန်းချူတာသာဝယ်ယူခြင်းပဲဖြစ်ဖြစ် mobile legend account တွေရောင်းဝယ်လုပ်ခြင်းပဲဖြစ်ဖြစ် STU ရဲ့ Telegram channel ကိုလာခဲ့လို့ရပါတယ်။